လူတိုင်းမှာဖျားသခင်ခေါ်တဲ့ခေါ်ချင်းဆိုတာရှိတယ်ဖျားရဲ့ခေါ်ချင်းကိုဘလို့သိနိုင်မလဲဆိုရင်ကျမ်းစာတော်ကဖတ်ရအောင်ယေရမိခန်းကြီး29အငယ်73ငါကိုရှာတော့အခါစိတ်နှလုံးအကျွမ်းမဲ့နဲ့ရှာလေတွေးကြလိမ့်မည်တဲ့လူတိုင်းကိုဖျားသခင်ခေါ်တဲ့ခေါ်ချင်းရှိတယ်အဲ့ဒီခေါ်ချင်းကိုကျမတို့ဘလို့ရှာသွင်းနိုင်မလဲဘလို့သိနိုင်မလဲဆိုရင်နံပါတ်1အချက်အနေနဲ့ဖျားကိုရှာချင်းကနေကျမတို့သိနိုင်တယ်ငါကိုရှာတော့အခါစိတ်နှောအကျွမ်းမဲ့ရှာတယ်တွေးကြလိမ့်မည်တင်ဖျားရဲ့ခေါ်ချင်းကဖျားရဲ့အထဲမှာပဲရှိဖျားရဲ့အထဲမှာရှိတဲ့အရာကိုအပြင်မှာသွားရှာလို့မရဘူးဖျားရဲ့ခေါ်ချင်းကဖျားရဲ့အထဲမှာပဲရှိတဲ့အတွက်ဖျားသခင်ထံမှာကျမတို့ရှာရမယ်နံပါတ်1အချက်အနေနဲ့ဖျားသခင်ကိုရှာရမယ်ဖျားသခင်ကိုမြင့်မောက်တော့အထဲမှာကျမတို့ရှာဖွေဖို့လိုအပ်တာဖြစ်ဖျားကိုပိုတိလေလေဖျားသင်ကိုခေါ်တဲ့ခေါ်ချင်းကိုတင်နားလေလားတဖြည်းဖြည်းနဲ့တဘောပေါက်လာလိမ့်မယ်တင်ဖျားကိုရှာပြီးတဲ့အခါမှာနံပါတ်2ဘာလို့ရမလဲဆုတောင်းရမယ်ဖျားစီမှာတင်ဆုတောင်းရမယ်ကိုတော့ကျွန်တော်ကိုဘယ်နေရာမှာခေါ်ထားတယ်ဆိုတဲ့တင်ကြတဲ့ခေါ်ချင်းကိုတင်ဆုတောင်းဖို့လိုအပ်တာဖြစ်တယ်ဆုတောင်းပြီးတဲ့အခါမှာတင်ရလာတဲ့ဖျားစကားအပေါ်မှာတင်လက်တွေ့ချင်လန်းဖို့လိုအပ်တာဖြစ်တယ်တင်ချပေါက်ဖျားခင်ကတော့သူ့ကိုတောင်းတဲ့သူကိုအဖြေပေးတဲ့ဖျားဖြစ်တယ်။ဒီခေါ်ချင်းတဲ့တင်ဖျားကိုဆူတောင်းမယ်စီတေချာပေါက်ဖျားခင်ကတော့အဖြေပေးမှာပဲ။အဲ့ဒီအဖြေပေးတဲ့အပေါ်မှာတင်ဘလို့သုံးပြန်လဲဆိုတာလည်းအရေးကြီးနေတာဖြစ်တယ်။တင်ခေါ်ချင်းကအရန်ကြီးတယ်မှန်တယ်ဟုတ်တယ်။ခေါ်ချင်းတင်မှာဘလောက်ပဲကြီးပါစေ။စားချင်းတင်လုံးရတဲ့အရာတော့တင်းငယ်အမှုကနေတင်စားရတာဖြစ်ကောင်းဖြစ်လိမ့်မယ်။ဥပမာတင်ကိုဖျားခင်ကနိုင်ငံတကာမှာဖျားကြီးမစာဗိတ်တဲ့အတုံးပြုတဲ့ဖျားလိုအမှုတော်ဆောင်တယောက်နဲ့တင်းကိုခေါ်ထားတယ်ဆိုပါဆိုဂျာမက်တင်စက်ချီလန်းလာတဲ့အရာကြတော့တင်းငယ်တဲ့အစားကနေစားရမယ်အာရှာကနေအစားပြုရတာဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဒီအရာကိုတင်ဖျားစကားပြောလာတဲ့အခါငါရဲ့ခေါ်ချင်းကဒီဟာမဟုတ်ဘူးဆိုပြီးရှောင်မပြေးပါနဲ့တင်တင်းငယ်တဲ့အာဇီယာကနေအစားပြုနေတာကဖျားခေါ်ချင်းလမ်းကြောင်းထဲမှာဖျားကတင်ကိုတမပေးနေတာဖြစ်တယ်။အဲကြောင့်မလို့တင်းငယ်တဲ့အရာကိုဖျားစကားပြောလာတဲ့အခါသစ္စာရှိနဲ့လုပ်ဖို့လိုအပ်တယ်။စေချာပေါက်ဖျားသခင်ကတင်းကိုဖျားရဲ့ခေါ်ချင်းပန်းတန်ကိုရအောင်ခေါ်ဆောင်သွားပေးလိမ့်မယ်။အဲ့ဒီရဲ့ခေါ်ချင်းလမ်းကြောင်းထဲကနေမလွဲချော်သွားပါနဲ့။ခေါ်ချင်းလမ်းကြောင်းထဲမှာအစာပြရတဲ့အရာကတင်နှစ်သက်တဲ့အရာဖြစ်ကောင်းဖြစ်လိမ့်မယ်။မနှစ်သက်တဲ့အရာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်။ဘလို့ပဲဖြစ်နေပါစေကျမတို့ကခေါ်ချင်းလမ်းကြောင်းထဲမှာရှိနေဖို့အရေးကြီးတာဖြစ်တဲ့အတွက်တင်းငယ်တဲ့အရာကိုလည်းသစ္စာရှိလုပ်ဖို့လိုအပ်တာဖြစ်တယ်။ဒီမှာဖျားရဲ့ခေါ်ချင်းကိုတင်မသိသေးဘူးဆိုတင်ဘလို့သိအောင်လုပ်ရမလဲဆိုနံပါတ်1ဖျားကိုရှာရမယ်။နံပါတ်2ဖျားဆာမတင်ဆူတောင်းရမယ်။နံပါတ်3ကဖျားခင်ပြောလာတဲ့အရာပေါ်မှာတင်းငယ်တဲ့အရာပဲဖြစ်နေပါစေသစ္စာရှိနဲ့စတင်ချင်လန်းဖို့လိုအပ်တယ်။စတင်လုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတဲ့ဒီနှုတ်ကပတော်အဖြစ်ကျွန်မဝိညာဉ်တစ်ခံပေးခြင်းနဲ့အရောက်ချင်းစီတိုင်းပေါ်ဖျားရှင်ချူကောင်းကြီးပေးပါစေ။